Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ဝေလာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Cardiff မြို့ကိုတော်လှည့်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကဒုတိယကမ္ဘာစစ်အတွင်းမှာဘုံခိုခြင်းအဖြစ်အသုံးပြုခဲ့တဲ့ Cardiff Castle ကိုတော်လှည့်မဲ့အပြင်ကိုမှ Cardiff မြို့မှာစိတ်ဝင်စားဖို့ကောင်းတဲ့ခြားနေရာလေးတွေကိုပါရှောက်လဲအောင်ပါမို့လို့ဗီဒီယိုလေးကိုနဲ့တူတူဆုံးထိလိုက်ကြည့်အောင်နော်Hello အားလုံးပဲမင်္ဂလာပါ My UK Playbook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လဲကိုဒီ trip လေးသွားလဲမလို့ပေါ့နော်ကိုကပုံမှန်အလုပ်ကအလုပ်3ရက်လောက်ပဲလို့ရှိရင်1ရက်လောက်ကိုပြင်ထွက်လာရမှာအားရတာဆိုတော့ဒီနေ့လဲဒီဝေလာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Cardiff ဆိုတဲ့မြို့ကိုသွားလဲမလို့ပေါ့နော်ဒီနေ့လဲရထားနဲ့ပဲသွားဖို့စီစဉ်ထားတယ်ဘာဖြစ်လို့လဲဆိုတော့ကားမောင်းရတာနည်းနည်းစိတ်ကုန်လာတယ်ပေါ့နော်အလုပ်သွားရဲ့အသွားတစ်နာရီအပြန်တစ်နာရီတစ်နေ့2နာရီကားမောင်းနေရတော့ဒီလိုအလုပ်ပိတ်ရက်လေးမှာတော့လေရထားနဲ့ပဲ ACC သွားခြင်းတယ်ပေါ့နော်အမေ Cardiff ကကိုနေရာကနေဆိုရင်2နာရီလောက်ရထားစီရတော့အဲဒါကြောင့်စောစောလေးထားနေတယ်ပြင်မှာပုံမဲနေတော့မယ်9နာရီခွဲလောက်ပဲရှိသေးရပေါ့နော်စောစောလေးသွားမှနေရာဆောင်လေးကိုနည်းနည်းရောက်မှာမို့လို့ပေါ့နော်Cardiff ကတခါမှမရောက်ဘူးသေးဘူး Wales ကိုခဏခဏရောက်ပြင်မဲ့မြို့တော်စီကိုတခါမှမသွားကြည့်ရသေးတော့ဘာတွေရှိမလဲဆိုတာကိုလည်းမသိဘူးပေါ့နော်ဟိုရောက်မှတူတူလိုက်ကြည့်အောင်Johnson Marsh, Ilminster, Salisbury, Romsey, Southampton Central, Maryland. Cardiff မြို့က Wales နိုင်ငံရဲ့မြို့တော်ဖြစ်ပေမဲ့ပေါ့နော်တခြားမြို့တွေဖြစ်တဲ့ London တို့ Edinburgh တို့လိုလူအရန်ကြီးစီကားနေတာမျိုးမဟုတ်ဘဲနဲ့နည်းနည်းပိုပြီးတော့အေးဆေးတဲ့ vibe မျိုးလေးရတယ်လမ်းတစ်လျှောက်တွေမှာလည်းလုံးဝအဲ့လို street art တွေအများကြီးနဲ့မို့လို့ကိုကတော့လေ Glasgow မြို့နဲ့တောင်ခက်ဆစ်ဆင်တူတယ်လို့တော့ခံစားရပါတယ်ရောက်ချင်မှာတော့ဒီ Cardiff မြို့မှာနာမည်ကြီးဆုံးဖြစ်တဲ့ Cardiff Castle ကိုအရင်ဆုံးသွားလိုက်ခဲ့ပါတယ်။အခုက Cardiff Castle ရှင်းမှာရောက်နေတာပါ။အခုက Castle ကဖွင့်ဖို့7မိနစ်လောက်လို့သေးတော့ခဏဆောင်နေတယ်ပေါ့နော်။ဒီ Cardiff Castle ရဲ့အခြေခံအုတ်မြစ်တွေကိုရောမခေတ်ထဲကစောက်ခဲ့တာဆိုတော့ဒီရဲတိုက်ကြီးကအခုဆိုရင်နှစ်ပေါင်း2000ကျော်တောင်တက်တန်းကြာနေပြီလို့ဆိုရယ်ပေါ့နော်။နောက်ပြီးသူ့ရဲ့ဒီမြို့ရိုးတိုင်းတွေကတအားကိုခိုင်ခန့်တာမို့လို့ဒီဒုတိယကမ္ဘာစစ်တုန်းကဆိုလို့ရှိရင်ဒီနေရာကိုဘုံခိုခြင်းဖြစ်တောင်အသုံးပြုခဲ့တယ်လို့ဆိုကြတယ်ပေါ့နော်။ဒီငကားအနေအောင်ရောက်ကအမြဲပဲသွားတွေ့ရတယ်ဒီ Wales နိုင်ငံအလံမှာပါတဲ့ငကားရုပ်နီနီလေးကဒီ Wales ရဲ့အမှတ်အသားတစ်ခုအနေနဲ့သူတို့ကသတ်မှတ်တာမို့လို့ပေါ့နော်ဆိုဗီနီယာဆိုင်မှာရုပ်ကလေးတွေကိုအမျိုးစုံလုပ်ပြီးရောင်းချတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီငကားရုပ်လေးကလေတော်တော်လေးချစ်စရာကောင်းတယ်ကြည့်ပါဦးရက်တောက်နေရပဲအမိကလည်းချွန်နေသေးတယ်သူကတော့ wash ပါတာစကားနဲ့ပဲရေးထားတာလား။အော်နှစ်မျိုးပြထားတာ။ဒါကဆယ်ရဲ့ map လေးပေါ့နော်။သူကမျိုးရိုးတိုင်းနေရပတ်လည်မှာ4000ပုံတရံအကုန်ကျန်နေတယ်ပြီးတော့မှအလယ်မှာ the keep ဆိုတဲ့တာဝါအမြင့်ကြီးရှိတာပေါ့နော်။
ဒီနှစ်ပေါင်း2000ကျော်တောင်တက်တန်းကြာပြီးတော့ကမ္ဘာစစ်မှာပါဘုံကိုချင်းဖြစ်ခဲ့တဲ့ဒီ Cardiff Castle ကပေါ့နော်ပုံမှန်မြင်တွေ့နေကြ Castle တွေနဲ့မတူဘဲနဲ့တအားကိုလှပပြီးတော့ခိုင်ခန့်နေတဲ့ Castle တစ်ခုအဖြစ်ကျန်ရှိနေတယ်ဆိုတော့အကြောင်းရင်းလေးလည်းရှိပါသေးတယ်အဲ့ဒါကတော့19ရာစုနှစ်နောက်ပိုင်းကိုရောက်လာတဲ့ဝီတိုရီယာဘုရင်မလက်ထက်မှာကမ္ဘာပေါ်မှာအချမ်းသာဆုံးဖြစ်ခဲ့တဲ့ Bute Family ကဒီရဲတိုက်ကြီးကိုတာမန်ခံတဲ့ရဲတိုက်ကြီးကနေတဆင့်သူတို့နေထိုင်မဲ့ရွှေရောင်နန်းတော်ကြီးအဖြစ်သို့ပြန်လည်ပြုပြင်မွမ်းမံခဲ့လို့ပဲဖြစ်ပါတယ်။ဒါကတော့ရှေ့မှာတွေ့ခဲ့တဲ့ Clock Tower လေးကိုအပေါ်တက်လို့ရမယ်ထင်လို့ပေါ့နော်သွားနေတာဒါပေမဲ့ Clock Tower တွေကိုတက်ချင်ရသူက guided တုံးနဲ့ပါပဲတက်လို့ရပါတယ်တဲ့ဒီတိုင်းတော့အပေါ်တက်လို့မရပါဘူးတဲ့ညပြစ်တဲ့အပေါ့ဒီမှာအရင်တော့ဆိုတာညပြစ်မှာထင်တယ်ဒီနားကနေချောင်းပြီးတော့ညနေပဲပြစ်တာဘာနဲ့ပြစ်မှာအခုက Clock Tower တက်လို့မရဘူးဆိုတော့ဒီ Keep ဆိုတဲ့နေရာကိုရောက်နေတာပေါ့နော်ဒီနေရာအရင်တုန်းကစစ်ပွဲတွေမှာဆိုလို့ရှိရင်အမြင့်ကနေတိုက်ဖို့လုပ်ထားတဲ့နေရာဒီပြောရရင်ခါလေးကြာရင်အကျဉ်းတောင်နေနဲ့လည်းတုံးတယ်လို့အရင်တုန်းကတော့ဖတ်ဖို့ရဲပေါ့နော်ဒီအနောက်က Keep ဆိုတဲ့နေရာကိုတက်ကြည့်မလို့ပေါ့နော်အဲ့ဒါလှေကားအထက်100လောက်ရှိရယ်အပေါ်မှာကြည့်ရင်တော့ view လာတယ်လို့ပြောတယ်အဲ့တော့အပေါ်ကိုတက်ကြည့်မယ်ပေါ့နော်သူ့ရဲ့ view ကတက်မတန်လိုက်ကြည့်ပေးပါအောင်ရှင်မပြီးသေးဘူးတော့ဘောထက်တယ်အောင်ပါဒါပါတိတ်မရှိဘူးเนาะဒီအခန်းကကြတော့他都อันนี้ว่าแต่ลายเนี่ยนะလေလူဆောင်อ่ะအေးဟုတ်တယ်စောင့်ရတယ်လေသူကတယောက်စာပဲနည်းနည်းဟိုဟာမျိုးဖြစ်တာဟမ်ချောင်းရအောင်တချို့ပဲအေးဟုတ်တယ်ကြောက်အစင်းကြတယ်တတိထားတေးလေးပြီးတော့အေးခက်ကလိုလေသူတို့အကဲအဲ့လိုကောင်းနေရတယ်သူတို့မိုက်တယ်ဒီနာတော့မနက်ဒါခုနနေရာကိုပဲအပေါ်စီးကကြည့်ရဆိုတဲ့သဘောပါပဲเนาะဟမ်ဒါကခုန Norman Keep ရဲ့အောက်ဘက်မှာရှိနေတဲ့ရေတွင်းပေါ့နော်အရင်တော့ကသုံးခဲ့တဲ့ရေတွင်းနဲ့
နောက်ဆုံးကတော့ဒုတိယကမ္ဘာစစ်တုန်းကဘုံခိုခြင်းလုပ်ခဲ့တယ်ဆိုတော့ရဲရရဲ့အပြင်ဘက်ကတတိုင်းကြီးတွေအောက်ကိုသွားကြည့်မှာဖြစ်ပါတယ်ဒီတတိုင်းတွေကအရန်ကိုထူထဲပြီးတော့အထဲမှာလည်းလှိုင်ကောင်းလိုမျိုးလမ်းကြောင်းတွေရှိနေတာမို့လို့အရင်တော့ကဆိုရင်ဒီအောက်မှာလူပေါင်း2000ကျော်ခိုလုံရဘုံခိုခြင်းဖြစ်ခဲ့တယ်လို့ history ထဲမှာဖတ်ခဲ့ရပါတယ် ဘုံရှယ်တာနော်အထက်တွေအများကြီးပဲထင်တယ် လက်ထပ်မကားလက်ထပ်ပါ ဆိုတော့ကာဆယ်ကိုလဲတာပြီးသွားပြီပေါ့နော်အဲ့တော့ဘယ်သွားမလဲဆိုတော့ပါအရန်စာနေတော့တရုတ်ဆိုင်တစ်ခုမှာထမင်းတော့စားပါတော့မယ်ထမင်းစားပြီးရဲ့နောက်မှာတော့ဒီ Cardiff မြို့မှာနောက်ထပ်နာမည်ကြီးတဲ့ Cardiff Bay ဆိုတဲ့နေရာလေးကိုတက်စီလေးငှားပြီးတော့သွားလိုက်ခဲ့ပါတယ်အခုက Cardiff Bay ကိုရောက်နေတာပေါ့နော်ဒီကဒီ Cardiff ရဲ့ဒီစိတ်ကမ်းလိုနေရာမျိုးဒီနားမှာကလမ်းလျှောက်လို့ရတယ်ပြီးတော့ဒီ Cardiff Harbour ကနေပြီးတော့ boat trip လဲသွားစီးလို့ရတယ်ပေါ့နော်ပြီးတော့တခြားအဲ့လို coffee shop လေးတွေ restaurant လေးတွေရှိတယ်သူတို့ညနေပိုင်းနေဆိုရင်လာပြီးတော့အပန်းဖြေချတဲ့နေရာလိုပုံစံမျိုးလေးပေါ့နော် tourist attraction ထဲမှာလဲပါတော့ကိုလာကြည့်ရပါလမ်းလေးတွေလေးနည်းနည်းပပရှောင်းမယ် coffee လေးပါလေးတောက်ပြီးတော့ရှောက်ကြည့်မယ်ပေါ့နော်ဒီ Cardiff Bay မှာထူးခြားတဲ့အဆောက်အဦတွေရှိပါတယ်အဲ့ဒါကတော့အခုမြင်ရတဲ့ Ways Millennium Center ဆိုတဲ့အဆောက်အဦပါသူ့ရဲ့ထူးခြားတဲ့ပြည်သူကလက်ရာကြောင့်ဒီ Ways ကိုလာလဲရင်ဒီနားမှာတက်ပုံလာရိုက်ကြတဲ့သူတွေများသလို Ways ကလွှတ်တော်ပါလီမန်အဆောက်အဦကလည်း Cardiff Bay မှာပဲတည်ရှိတာဖြစ်ပါတယ်ဒီ Cardiff Bay မှာပဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အစာအုပ်လေးတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့ Pier Hat Baden လို့ခေါ်တဲ့ဒီနိုင်စင်လေးပါတဲ့အစာအုပ်နီနီလေးပဲဖြစ်ပါတယ်ဒီနိုင်စင်လေးမှာရှိတဲ့ဆက်ရန်တရားလက်ပတ်ပုံကလန်ဒန်မှာရှိတဲ့ Big Ben နိုင်စင်ကဆက်ရန်တရားလက်ပတ်ပုံအတိုင်းကိုပုံတူကူးပြီးတော့တိစောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနိုင်စင်လေးကို Wash Big Ben ဆိုပြီးဝေလာနိုင်ငံက Big Ben နိုင်စင်လေးလို့လည်းတင်စားခေါ်ဆိုကြပါတယ်ဒါအပြင်ဒီ Pier Hat အဆောက်အဦလေးကိုပိုင်ဆိုင်ခဲ့တဲ့သူကလည်းအရှိမပြောခဲ့တဲ့ကမ္ဘာအချမ်းသာဆုံး Butte Family ကပဲဖြစ်ပါတယ်ဒီမိသားစုလက်ထက်မှာတော့ဒီအဆောက်အဦလေးကိုကြောင်မီသွေးသင်္ဘောတွေကိုထိန်းချုပ်တဲ့ရုံးချုပ်အနေနဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်ဒါအပြင်ကိုမှဒီ Pier Hat အဆောက်အဦလေးကယခုလက်ရှိ UK မှာပြေးဆွဲနေတဲ့ Great Western Railway ရဲ့ရုံးချုပ်လည်းဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးကို history ထဲမှာဖတ်ခဲ့ရပါတယ်အခုခါမှာတော့ဒီအဆောက်အဦတွေကိုဝင်ကြည့်ပြီးတော့ Butte Familyအကြောင်းနဲ့အရင်က Great Western Railway အကြောင်းကိုအခမဲ့ဝင်ရောက်လေ့လာနိုင်တဲ့နေရာလေးတစ်ခုဖြစ်လာပါတယ်ကကိုမြို့ထဲကိုပြန်ရောက်လာပြီးတော့မြို့ထဲမှာရှိတဲ့ဒီ Cardiff Market နဲ့ဒီမြို့ထဲပတ်ဝန်းကျင်ကိုနည်းနည်းလိုက်ကြည့်မယ်ပါလိမ့်ရှိလဲဆိုပြီးတော့ပေါ့နော်လူတော့မြင်ရတယ်ဟုတ်တယ်ဒါ church လေးလားမသိဘူးเนาะချစ်စရာလေး
ဒီနေရာလေးကတော့ Cardiff မြို့လယ်ကောင်မှာရှိရဲ့200ကျော်ကြာနေတဲ့ Cardiff Market လေးပေါ့နော်သူကရိုးရိုး local market လေးနဲ့တော့တော်တော်လေးဆင်တူပါတယ်အထဲမှာကအသားငါဟင်းသီးဟင်းရွက်တွေသာမကပဲနဲ့ local coffee shop လေးတွေလူသုံးကုန်ပစ္စည်းတွေနဲ့ရှေးအောင်ပစ္စည်းဆိုင်တွေပါရှိပါတယ် တိုင်းမှာကန်နေတာ ဟုတ်တယ်ဒါလေးဟိုဗလဲ Oxford Market နဲ့တူတယ် Westgate သိလား Westgate อ่ะอ๋อ Taxi place နိုင်ရွေးရအောင်နော် อืม အေးဟိုတပြားနဲ့ဖွင့်တယ် Hi, can I do an order at Marcus, please? What do you want the cocktail one, yeah? Yeah, yeah. ဒီနေရာက shopping district ထဲနဲ့ဆိုင်နေအများကြီးပဲဒီမှာနည်းနည်းပါးပါးလိုက်ကြည့်ပြီးသွားရင်เนาะညနေစာကိုကိုရီးယားဆိုင်လေးတစ်ဆိုင်မှာသွားစားပါမယ်အဲ့ပြောရရင်เนาะပြန်มาတော့မယ်ပေါ့เนาะလိုက်ကြည့်ပါအောင်ရှင် ဒီကိုရီးယားဆိုင်လေးမှာညနေစာစားပြီးွားရင်တော့ကို Cardiff မြို့ကနေပြန်มาတော့မယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဥရောပနဲ့ UK မှာရှိတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကိုရှောက်လည်နေအောင်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးရင် subscribe button လေးနှိပ်ခဲ့ပေးပါဦးနော် See you in next video တတာ